မြန်မာပြည်ရဲ့ဒီမိုကရေစီဦးတည်တဲ့လုပ်ရက်တွေကိုအကုန်လုံးဖျက်ဆီးတဲ့စစ်အာဏာသိမ်းမှုကြောင့်ကျွန်တော်တို့တွေကဒီလိုလာရတာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဇုံပြီးအမျိုးသားများအနေနဲ့မြန်မာပြည်ရဲ့ဒီမိုကရေစီ transition process ဆက်သွားနိုင်ဖို့ရာအတွက်အတားအဆီးဖြစ်တဲ့စစ်အာဏာသိမ်းမှုကိုပြင်းပြင်းထန်ထန်ရှောက်ချပြစ်တင်လိုက်ပါတယ်စစ်အာဏာရှင်စနစ်ကျဆုံးပြီးမြန်မာပြည်ဒီမိုကရေစီ transition process ဆက်လက်တွန်းနိုင်ရန်အားလုံးကိုယ်စားစုမုံကောင်းတောင်းပြီးညီကောင်းချုပ်လိုက်ပါတယ်ခင်ဗျာ